ကုရ်အာန်အတွက်လုပ်ယူတဲ့နေရာမှာတကယ့်ကိုရှာရှာပါပါဟာဝဲတယ်ရှာရှာပါပါပါရီကြီးအလ္လာဟ်အက္ဘာကုရ်အာန်အတွက်နဗီကလုပ်ယူတဲ့ဘောကဖိတ်တာဟုတ်လို့ဖိတ်ပြီးတော့လမ်းကပြတ်တာလေဘာမှဒါဥစ္စာတွေမများကျွန်တော်တို့ရှင်မှာမေးစာတွေရှိတယ်အဲ့တော့ကျွန်တော်သင်ကြားနေတာကကျွန်တော်တို့ဆရာသမားတွေအားလုံးသမားတွေအင်မတန်ကောင်းတဲ့ပုံစံကောင်းတဲ့ပုံစံဘာလို့ကောင်းလဲဆိုဒီနဲ့ခစ်ပတ်မှာနေရတာကိုကကြီးမားလာတယ်ဒီကကုရ်အာန်ရဲ့ခစ်ပတ်မှာနေရတာကိုကအရှ်ပရင်တော်ရဲ့အရေးအောက်မှာနေရာယူရမယ်ပုံစံဆိုရမယ်မလားတေးကြည့်ဘယ်သားလဲဘာအောင်လုပ်ရရင်တို့ကျွန်တော်ဆရာကြီးပြောတယ်ကိုယ်ကြီးလေးပေါ်ပြီးကုရ်အာန်ကိုယ်ကြီးလေးအလုတ်ကဘယ်မှမခမ်းဘူးဒီကောင်ခေါင်းကြီးဒီကောင်ကလုံးဝရိုက်ပေါက်ဖြစ်မှာဟုတ်လားအဲ့ဘယ်မှာအလောက်ကလည်းမရှိဘူးဆိုရင်ကုရ်အာန်ရဲ့ခစ်မတ်ကိုတော့ကိုယ်ကြီးသားဒီအိုက်တင်ပေးမယ်ကြောင်းတယ်လို့ငါမီပိုင်နေမှာပဲတင်တော့မယ်ဆိုတဲ့ဆောင်းလာတော့မတောင်းနဲ့ဝေသားကြီးကြောင်းနေရှိတယ်ကြောင်းကိုလွတ်လိုက်မတက်ပြကြောင်းနေကြောင်းကိုလွတ်လိုက်အိမ်မှာကိုလည်းအဲ့ဒီဝေစုပါဘာလို့လဲကုရ်အာန်တင်ပေးသတ်မှတ်ပြတာတင်ပေးကုလို့တင်ပေးဘယ်မှတင်ရမရှိဘူးညီရတယ်အပိုင်းကြီးကိုထွက်ချင်မှာအဲ့မဖတ်နဲ့ဒီရမှာအခါကိုကြပြီဆိုရင်တော့နောက်တော့ပြမလေးကိုလည်းနာသူလိုက်တဲ့တဲ့ဘာမာရာကမာလိုက်တဲ့သူတက်တော့ဟမ်ကိုမလေးကိုအဲ့ဒီတော့ဖတ်ပြီးနဖူးဆန္ဒလေးကြိုင်ပြီးတော့အင်နာနာလေးစူရာလေးကိုမတ်ကဲလုပ်ပေးတယ်မိမလည်းဥပမာကြည့်တော့မယ်သူလည်းနားရင်ပြီးတော့ကျွန်တော်တို့လိုတော့ဘယ်လိုတော့ဟုတ်တယ်တကျွန်းရတယ်မှာဟောကိုမိမလည်းပါပါတော့စူရာကဒလေးရပါဘယ်မှအလုံးမရှိကုရ်အာန်ရဲ့ခစ်မတ်ကိုတော့အဲ့ဒါတော့လုံးမယ်လုံးမလားသူကမိမဟိုက်လာကျွန်တော်တို့ဟိုက်လာဟုတ်တယ်ဟိုက်ကမိမပဲလာတော့မလားကျိုးဟုတ်တယ်မင်းကမိမမရှိတယ်ရောက်ဘူးအဲဒီလိုရရဘူးလို့မရှိလေပြောတော့ဘယ်လိုလဲလာလဲအားလုံးနော်အဲ့မှာဆန္ဒအမျိုးသမီးဟိုက်လာတဲ့အချိန်အောင်နဲ့တရက်ပြပေးတာကိုအလေးနဲ့သိတယ်လို့ပြောတာကျွန်တော်ကအမျိုးသမီးရပဲကုရ်အာန်လိုက်ဖတ်တာနော်ကျွန်တော်ဖတ်တာတော့နားပြန်လားကျွန်တော်တမင်းသိမှုတော့နားပြန်လို့လားမလို့ပါဘူးပြောချင်တာအဲ့ဒါအလ္လာဟ်အက္ဘာတော့ကုရ်အာန်ကိုကြည့်ရမလို့ကျွန်တော်ကြည့်ကြတယ်မိုဟမ္မဒ်ဆပ်ဒီမှာတမန်ကျမ်းမှာဆိုးတော့မန္တလာစေယုံတက်တာနောက်ဆုံးကြီးသူ့ရဲ့ပြီးရအရဖတ်နေမှာအလမိတ်ခါအဲ့တော့ကျွန်တော်တို့ကဒီအရဖတ်ဒီလိုနေ့ရိုက်ရှိသွားတယ်မကြသွားတယ်အဲ့ဒီနေရာမမရဒီထဲမှာပြတယ်ရန်သွားနေပြီးသွားအဲ့တော့ကျွန်တော်ကဒါလေးပုတ်ဆိုခိုင်းစရိဂေးဆိုတဲ့ဒါလေးဆိုခိုင်းကျွန်တော်ရိတ်ပြီဆရာကောင်းတာငါလည်းကောင်းမှာဆိုတာလေအဲ့တော့ကျွန်တော်ကြည့်ရတယ်ဆိုင်မောနာအဘိဘုဒ္ဓဆတ်သုံးသွားတယ်သူကပြဆက်ခဲ့हबीबुद्दीन मौलाना हमें छोड़कर चले गए चलो रुक के फिर हबीबुद्दीन मौलाना हबीबुद्दीन साहब क्या बात है जाओ सके मौलाना अभी हम जाओ सके अरे अब तू जाओ सुला चलो सोचा दे अरे चलो ना मौलाना हबीबुद्दीन नाम ले से सोले तो गांव ने बहुत में नाम ले जाओ बहुत से द्वारा में जाओ अरे ये बहु में सोरा का ना हम ले चिन ना साउ नहीं रहा सो प्या जाम करोအဲ့တော့ကျွန်တော်ဆမ်းမြဲရွယ်ကြာပြဆိုကြပြီးပြန်ပြောတယ်ကောင်းကြီးတဲ့မေတ္တာကုရ်အာန်ဘယ်လိုပြောဘယ်လိုကျုပ်ပါတယ်ဆရာတို့ပြောတော့ဖတ်သုံးကျုပ်ဖတ်သွားတယ်အဲ့ဒီသုံးကျုပ်ဖတ်တဲ့ထဲမှာတဲ့အာလင်ကအဝမ်းဖတ်မဖတ်နဲ့တဲ့အာလင်ကအဝမ်းဖတ်မဖတ်နဲ့တဲ့ဖတ်တဲ့သုံးကျုပ်ထဲမှာတော့ဘာပဲပြောကျောင်းကဆရာတင်ပြလိုက်တဲ့တန်ဂျူမာရီတဖ်စီရီခေါင်းထဲမှာပေါ်လာမှာတဲ့သုံးကျုပ်ထဲမှာကြောင်းပေါ့ဗျာအာရတခုတော့ပေါ်လာမှာတဲ့ပေါ်လာလို့ရှိရင်အဲ့နာမှာခဏရက်လာပြီးတော့ကလေးတယောက်ကိုအဲ့ဒီတပ်စီလေးအဲ့ဒီတပ်ဂျုံမာလေးလုံးနေတကယ်ဆိုကွာကိုစိတ်ထဲမှာနည်းနည်းမှတ်တယ်လို့ဒီတော့မနက်ကင်းသွားတော့တို့ညအလားမိတ်ခံတော့ဒါပေမဲ့ဆရာကုရ်အာန်ရဲ့သင်ပေးမှုမှာဘယ်စင်နေပြီးပြသတာတော့အလ်ဟမ်ဒူလ illah ကျွန်တော်တင်ပြနေတာလေဘယ်အမတ်တွေပုတ်စုပနစုထဲမှာအလ္လာဟ်အဆွေပြင်လို့ရဲ့အောက်မှာနေရာမပုတ်ပြီးလို့လေကောင်းကြီးရတော့ကုရ်အာန်အတွက်ချိန်ပေးခဲ့တဲ့ပုဂ္ဂိုလ်ကုရ်အာန်အတွက်လုံးမခဲ့တဲ့ပုဂ္ဂိုလ်ကြီးအဆွေပြင်လို့ရဲ့အေးအောက်မှာအလ္လာဟ်ထားမယ်ဆိုတော့သူတော်စင်တို့ကျွန်တော်တို့ဆရာတို့အလ်ဟမ်ဒူလ illah ရိုးရိုးမဟုတ်ဘူးလားဒီကကိုတာကိုသမီးကိုတပည့်လေးတွေကို
ကုရ်အာန်သင်ပေးရတဲ့ဒီမှာဘယ်လောက်ကြည့်ကြည့်ကျွန်တော်ကြိုင်မော်လာမျိုးစပ်ကြည့်သေးတယ်ကြုံရင်မေးကြည့်ငါဘူခါရီသင်နေတာတဲ့မင်းတို့မက်တပ်ကအလစ်ဘာသာစာသင်နေတာကိုအားကြတယ်အလ္လာဟ်ဘတ်အခုရှိသေးတယ်သွားကြုံရင်မေးမက်တပ်ကဆရာကြီးအဲ့ဒါသင်ကြီးတယ်မှတ်ထားတယ်ဘယ်အာလင်ကုလမာဟာတောက်ကအကြီးကြီးပြုစုတယ်မက်တပ်ရဲ့ဆရာတွေကိုမေးပြီးအဲ့ဒီမှာမပါဘူးမက်တပ်ရဲ့ဆရာတွေကြီးကျူးတာကမဟုတ်ဘူးအဲ့စာကအစသိပါမယ်Allah မက်တပ်ပြဆရာတွေကိုဘလောက်အာလင်ကြီးတွေဘုလမာကြီးတွေတန်ဖိုးထားတယ်အဲ့လိုကျွန်တော်တို့တွေမက်တပ်ပညာရေးစနစ်ဆရာတွေဟာဘလောက်ကြီးမားတဲ့အချက်ရှိလဲဆိုမော်လာတော်ဂျမီဆပ်ပြောတာဆရာတို့ကြားပြီးပါပြီဟုတ်လားဘလောက်တန်ချစ်ဆရာကောင်းတဲ့ကလေးလေးတွေငါပါလက်မှာပြည့်သေးလေးတွေကဟင်ကလေးလေးတွေပုံမှန်မျိုးစုံနဲ့ကျွန်တော်တို့တွေ့ရတချို့ကလေးကကြီးတွဲလောက်နဲ့လာတယ်ကျွန်တော်တို့ကလက်ကြီးတုပ်ပြရတယ်အီဘာဒတ်တော့အီဘာဒတ်ဟာလားအလ္လာဟ်ဘတ်ဂျန်နတ်သွားရလားလို့လွယ်ကူစေတဲ့ကလေးလေးတွေကိုခစ်ပတ်လုပ်တာအဲ့ဒီကလေးလေးတွေကိုခစ်ပတ်လုပ်ရှင်အဲ့ဒီကလေးလေးတွေကိုရဟမ်တနာတဲ့စိတ်နဲ့ကြည်နေခြင်းတော့အီဘာဒတ်အလ္လာဟ်ဘယ်စိတ်တော့ပြောကျွန်တော်တို့ခမရတို့နေ့စဉ်ကျွန်တော်တို့သားတဲ့သမီးငယ်လေးတွေတွေ့ပြီးတော့သင်ပေးနေတာနော်သူတို့ဘက်ကလေးကလေအဲ့ဒီဘာပြောဆိုသွားတာတစ်လုံးတက်တာနှလုံးတက်တာကျွန်တော်သင်နေတဲ့3နှစ်မှာ9နှစ်မှာခတ်တမ်းဖြစ်မဖြစ်ကျွန်တော်နေ့စဉ်သင်ပေးသင်ယူမှာကျွန်တော်အခလာအဲ့ဒါအချိန်စီးတော့မှာကျွန်တော်တို့ဝေပတ်တဲ့ပတ်သက်သူကဟိုကလေးကမာစာတာစားတော့တယ်ဒီကလေးကစားတော့တယ်မလို့ယူဟုတ်တယ်လိုချင်တာပါတော့ကျောင်းသား15ယောက်ရှိတယ်15ယောက်လုံးကတလေးကြီးတခါလဲထားတာမြို့နယ်တစ်ခုမှာကျောင်း15ကျောင်းရှိတယ်15ကျောင်းလုံးကအမပေးရဆရာစိတ်ညစ်သွားတယ်ဟာကိုကလည်းဒီတိုင်းဘယ်သူကိုပါဒုတာရွေးရမှာမသိကျွန်တော်တို့ဘိုးသူကိုကြီးမှာဆရာတို့ပါလာလိုက်ပထမသူတွေတိုက်လို့ဒုတိယသူတွေတိုက်လို့ပူတယ်ဆိုင်မတီးစပ်ကလည်းမာရှာလာအလေးတွေပြန်ပြီးနန်းသားတွေမလုပ်နဲ့ပြေးလိုက်အဲ့တိုင်းပြေးလိုက်ပြစ်ချင်တာလားဟုတ်ပြီလားဟာမကွေးကအစုမဝင်ကြတယ်မာရှာလာအမပဲဖြစ်စီသူလည်းကောဝင်ကြတယ်ပထမပဲရသေးတယ်ဟာရံဝါရလို့မကွေးမရလို့ဒါတွေမရှိဘူးအားလုံးဝေဘာရဲ့မက်ဆက်တူကဒီအားလည်းကလေးပညာရေးစနစ်အဲ့ဒီတိုင်းပဲကလေးတွေပညာရေးစနစ်တပင်းကြီးဖြစ်သလိုကျွန်တော်တို့ဆရာတွေရတယ်ပုံစံနဲ့ခေါ်လာမှတပည့်ရကြီးမှာဆရာတယောက်ကဒီဇိုင်းနဲ့ကျွန်တော်တို့ပညာရေးစနစ်တစ်ခုကိုကြုံဘူးတယ်ဝင်ကြီးကြောက်တာစနစ်တစ်ခုကြောက်နောက်ဝင်ကြီးကြောက်တယ်နောက်တစ်နှစ်ကြောက်တော့ကိုကလေးကကြာတော့လေတို့အစုံလုံးဒီဆရာကကလကလာထုတ်တာတစ်မျိုးဘိုးဆရာကကလကလာထုတ်တာတစ်မျိုးကလကလာထဲမှာပုံလာသူ့ကူးလေအများကြီးရှိတယ်လေဟုတ်လားအဲ့တော့ဥပဒေအများကြီးဆိုတော့ဘိုးဆရာကုလောဝါလာဟအာဒဲသူအာဒဲဘိုးဆရာပြောဟဲ့အဲ့လောက်ကြီးမလို့ဘူးကုလောဝါလာဟအာဒရပြီအဲ့တော့ကလေးကဘိုးဆရာဒီမှာတော့တစ်မျိုးဆရာဒီမှာတော့တစ်မျိုးဖြစ်မလို့ဘူးလားတို့ဆရာမှလည်းအာဒဲဟုတ်လားဘုရားမလို့ဆရာမလို့ဆရာမလေးတို့ဆရာမနေတယ်ဟာဘယ်ရောက်မှာမဆက်ကြောက်အဲ့ဒီတော့ပဲကျွန်တော်အတန်းကလေးရလေမာရှာလာအနီးဆက်ဆုံးရဆူလလာဆလလာလမ်ဖတ်ပြခဲ့တဲ့ပုံစံနဲ့အနီးဆက်ဆုံးကြောက်ကျွန်တော်လည်းသွားတော့ကျွန်တော်ကသင်တန်းတက်ပဲတက်ပြီးပြေစာလေးလာကျွန်တော်ဆရာကြီးကျွန်တော်တို့သင်တန်းသွားကြပြီးတော့ဘာပြောလဲဆိုတော့ဒါလည်းဒီမှာကာလီမိုမတ်ဒီစက်ကဒွာတောင်းကိုဟိုလာသာဝိုင်ပြီးတော့လာတဲ့လာကလုံးအဒီမိုင်းတခင်များတမန်တော်မြတ်ရဲ့ကုရ်အာန်ကိုသင်ပေးတဲ့အချိန်မှာသဘစ်လုပ်ပြီးတော့သူတို့တွေကဘာကိုတဖ်စီရီတက်ခဲ့နိုင်ရဲ့သူတို့တွေကဘာကိုကုရ်အာန်ကိုဖတ်ကြနိုင်ရဲ့ဟိုလာကျွန်တော်လည်းအခုတဖ်လုပ်နေတယ်နော်ကျွန်တော်လည်းသင်တန်းတွေတက်နေပြီနော်အလ္လာဟ်ကျွန်တော်တို့ဘက်ကလည်းလေအလ္လာဟ်နားစင်ခြင်းနဲ့ပုံစံနဲ့ဖတ်နိုင်တဲ့ခွင့်ရအလ္လာဟ်ပေးပါကျွန်တော်တို့သင်တန်းတက်တာပဲသင်တန်းမတက်တဲ့ဆရာကိုလည်းသွားတောင်းပေးတိပုံတော့ဟိုကျွန်တော်နဲ့သူကြိုးပမ်းနေတယ်ဘုရားတစ်ယောက်ကတော့ကြံခဲ့တယ်ဒါလေသူတို့တွေကိုလည်းအလ္လာဟ်နဲ့ပေးပါဒါကကျွန်တော်မျိုးကိုအလ္လာဟ်ပေးလိုက်ကလေးမျိုးအလ္လာဟ်ရဲ့သူတို့ကိုလည်းအလ္လာဟ်ရှိနေမှာဝဲပြီးခေါ်သွားမှာအိုးဒီကောင်ကသင်တန်းတက်တယ်ဘာလို့အဲ့လိုပြောရဒီကောင်ကဘာမှဟုတ်တာမဟုတ်ဘူးဒီကောင်ထဲမှာဆရာ၄ယောက်ကသင်တန်းတက်တယ်ယောက်ကမတက်ဘူးမတက်ပြီးတော့မင်းအကြီးကအားသိမဖြစ်ဘူးဒိတ်အောင်တားလေးငါတို့ရှာမချင်းနဲ့ငါတို့ကသင်တန်းစင်းဒီလိုလုပ်လို့ရမလားမဟုတ်ဘူးကုလမာအားလေးဒီမျိုးနဲ့စစ်ကိနေတယ်ဘုန်းနဲ့ရှိတယ်လားကျွန်တော်
တင်နာမတက်ဖြစ်ဘူးကျွန်တော်တင်နာတက်တယ်ဒါပေမဲ့ဆရာရှင်းပြလိုက်တာအဲ့ဒီကနားမလဲဖြစ်ဘူးဆက်ရှင်းမထွက်ဘူးလေလားတို့ဆက်ရှင်းဘယ်လိုလုပ်ထွက်မှာတော့ကျွန်တော်တို့ငယ်ငယ်ကျွန်တော်ဆယ်ကြီးတွေရှိမှတကြွဖတ်ခဲ့တယ်ဆိုတာစာအုပ်နဲ့ဘယ်နည်းမှမမြင်ဘူးလားမော်ဒီလာတော့မှအစ်ဟာဆိုတော့အော်လေးရဇွာရဟာရရာရဟောဒါဥဇွာလို့ရေးတာပါလားငါတို့ငယ်တော့အစ်ဟာဆိုဒီမှာပေါ်လွင်အောင်ပါရသည်အစ်ဟာဆိုဒီမှာပေါ်လွင်အောင်ပါရသည်ဘာမှမဟုတ်ဘူးပေါ်လွင်အောင်ပါဆိုတော့ဖတ်တာပဲအစ်ဟာစလုံးချောင်းလုံးကြည့်သည်အဲ့ဒီချောင်းလုံးကိုနောက်ကနေလာပြီးသွားတဲ့ဒါနဲ့ပေါ်လွင်အောင်ပါဆိုတော့တို့ကျွန်တော်တို့တော်စောက်ကြတာအစ်ဟာဆိုရင်အစ်ဟာနားကြောင့်စောက်တော့ပါနော်ကျွန်တော်တို့ကိကပေါ့ဗျာဆရာတို့ကတော့ကျွန်တော်တို့ဆရာတွေဗျဟုတ်ပြီလားကျွန်တော်တို့ကိကခေတုံးဟုတ်ပြီလားအဲ့လိုဖတ်ခဲ့တာအဲ့တော့အော်ဖြစ်ဖြစ်ချင်းပြင်ယူလာဘယ်နဲ့ဒီပြင်ရမှာတော့မောက်တီအလာဟ်ဘတ်မောက်တီပြင်သွားမပြင်ဘူးလားအဲ့ဒါထားလို့ရတာကရမတူလာလို့မိတ်တယ်ဘယ်ပုဂ္ဂိုလ်တယောက်ကလူရန်ကအားလုံးတော့ပြောတာနော်ပြင်ရင်တင်ရင်နဲ့တရားပြင်ရင်တင်ရင်နဲ့မတည်ပဲနဲ့သူကဆရာဖြစ်ပြီးတည်တော့သူ့ဘက်ကရာမတ်ကအဲ့မှာရက်သွားဆရာဖြစ်တဲ့နေရာစရက်သွားအလ္လာဟ်ရဲ့ပတ်ပေးမယ်အလ္လာဟ်ရဲ့ပတ်ပေးမယ်အလင်းမြတ်တရားတွေဘယ်နည်းရလဲဆရာဖြစ်တဲ့နေရာကျွန်တော်တို့ကမာဆာလာအလ်ဟမ်ဒူလ ကျွန်တော်အရန်သဘောကျဝေပတ်မှာဟောဒီပဲကျွန်တော်တို့ခိုင်းထားမှာငါတို့ဝေပတ်တာပဲဆိုသိမထားရတော့ဒီရဲ့ခစ်ပတ်အားလုံးဟာကျွန်တော်တို့လို့ရှေ့ရနေလို့ရတဲ့အလုပ်ကိုရှေ့ရနေမယ်နောက်ကနေရမယ်အလုပ်ကိုနောက်ကနေဘတ်ဘယ်ခါနာမှကျွန်တော်တို့နဲ့ဆိုင်ဒီရဲ့အလုပ်လေငါတို့ဝေပတ်ပဲသူတို့အလုံးမှာပဲသူတို့မပတ်ပဲသူတို့အခြေခံပညာရေးပဲမဆိုင်ပါဘူးအခြေခံပညာရေးကကျွန်တော်ဆွေးနွေးပွဲတစ်ခုရောက်သွားတယ်ခဏတော့အဝလ်ကလီမာဘလို့ဒိတ်ပဲပြန်လဲဆိုတော့အဝလ်ကလီမာတော့ရေးပဲအခြေခံပညာရေးကပထမတန်ချင်တော့ကလီမာဟိုနောက်ပညာရေးတူကပထမတန်ချင်တော့ကလီမာတန်ချင်တယ်ဘာမှမပေါ်ဘူးလို့ဘာရင်းနာကွာသွားလို့အဲ့တော့ပညာတတ်တယောက်ကနံပါတ်တိုင်ဝဲပညာတတ်တယောက်ကမဟုတ်ဘူးတဲ့အဲ့လိုလားကျွန်တော်လည်းပြောဦးတယ်သဘောကကျွန်တော်တို့ဥလမာတွေမညီညွတ်ရင်ရားတဲ့တတ်ချိုတဲ့ကောင်ပေါ်လာတတ်ချိုအဲ့တော့ကျွန်တော်တို့ကအားလုံးညီကိုညီဟဲ့အောင်မဲမဲငါတို့လည်းမဆိုင်ဘူးငါတို့ကမပတ်ဝေးပါပြီးတော့လို့လည်းပဲသူတော့ပါမှာလို့မမပါဘူးလို့ကျွန်တော်ရဲ့ site ကိုဒီစပ်ရမလားလူလာစပ်တယ်ဘုရားဆရာတွေလည်းအတူတူဟိုဖြူရောက်မှပြင်ပါပြန်လို့လာမယ်ရောက်ပြီးတော့ဘာကွာလို့ဘာမှမကောက်ပါဘူးခေါင်းစဉ်တစ်မျိုးမျိုးနဲ့ဒီနဲ့ပြစ်ပတ်လို့ကျွန်တော်တို့လောက်တာမှဒီဆိုရင်တော့အမှားကျွန်တော်လောက်တာမှဒီမဟုတ်ဘူးကျွန်တော်တို့ကတော့ကျွန်တော်တို့အလားဖိတ်ပေးတဲ့အလမီလေးနဲ့အဲ့ဒီပုံစံလေးနဲ့အကောင်းဆုံးဖြစ်မှာပုံရွေးပြီးဆရာကြီးရန်လုံးနေတာမဟုတ်ဘူးအလ္လာဟ်ဘတ်တင်တဲ့ခုအတွက်စာကြောင်းတစ်ကြောင်းနဲ့အတွက်အစ္စတိခါရာတွေများစွာလုပ်ပြီးမှအဲ့ဒီစာအုပ်ကိုပြုစုတာအဲ့တော့အစ္စတိခါရာများစွာနဲ့ရိုဇာနဲ့နဖလ်တွေနဲ့ဒီစာအုပ်တွေပြုစုထားတာအဲ့တော့အလ်ဟမ်ဒူလ အလ္လာဟ်ကဘာအတွက်လုပ်ယူလဲမာရှာအလ္လာဟ်အလ်ဟမ်ဒူလ အဲ့တော့ကျွန်တော်ဆရာကြီးတက်တာလေအလ္လာဟ်ကျမ်းမာရေးမှာဘရကတ်ပေးတာတော့မူပါစေတက်တဲ့ကျမ်းမာရေးအလ္လာဟ်နဲ့ရာကျော်အလ္လာဟ်ထားတော့မူပါစေအဲ့တော့တင်ပြနေတာကကျွန်တော်တုံ့တမ်းရှိစရာကောင်းတဲ့ကိုလိုမာလေးရှိတဲ့ပွဲဒါအလမာရီရှိတဲ့ပွဲဆရာကြီးရှိတဲ့ပွဲအဲ့ဒီပွဲမှာကျွန်တော်တို့အလ်ဟမ်ဒူလ တယောက်နဲ့တယောက်ဘူလာကရာလေးလောက်ပါဘုန်းကြီးရှိကြဗျာကျွန်တော်ကအဲ့ဒီနေရာကိုကလကလာဆိုရာလောက်ပါလိမ့်မယ်အဲ့ဒီစိတ်ကသူ့ဖြစ်နေတယ်ဆရာဘလိုလေးများနားလေတယ်ဘောပေါက်တယ်ဥတွေကတော့နားလေတယ်လိုက်ဘုန်းကျက်မလားအဲ့ကျွန်တော်အခုပုံမှန်မလို့ဖတ်တာပဲဆရာတို့ပွဲပြီးဟုတ်ပါလားအာရူဇူဘီလာဟီမီနရှ်ရှိုင်တောန်ရဂျီမ်ဟုတ်လားဒါပုံစံမျိုးအာရူဇူဘီလာဟီမီနရှ်ရှိုင်တောန်ရဂျီမ်မာရာမနာပြောတာမဟုတ်ဘယ်ဟာတဲ့တော့နောက်ကဟာတဲ့တော့လားရှေ့ဟာတဲ့တော့ရှေ့ဟာတဲ့တော့လေအဲ့အဲ့ဒါရင်အဲ့ကြောက်ဖတ်တယ်တော့ဆရာကြီးဒီစပ်တဲ့တော့အဲ့လိုစရတာတို့ဒီလိုအဲ့ဆိုစတာမဟုတ်ဘူးအဲ့လိုမတာကလာလို့လူရဲ့ original visa ပြန်มาတာဒီ original visa ဘယ်လိုပြန်มาတာဒီလေကဲအဲ့ဒီมาတာကိုခဏခဏလုပ်ကြည့်တာဆိုတော့ကျွန်တော်လည်းတော့အဲ့ဒါကိုကျွန်တော်တို့ကအခုသ
တင်နန်းတွေခဲ့တဲ့အပတ်စဉ်6လတင်3လကြိမ်တင်နာနားမလဲဆရာလာတော့မှဒီတည်းရဲ့ပဲကျွန်တော်ဘယ်လိုမှမဖြစ်နိုင်ဘူးတမန်တော်မြတ်ကကုရ်အာန်ဖတ်တတ်ဖို့အလ္လာဟ်23နှစ်တင်နန်းခဲ့ရခင်ဗျားကျွန်တော်က2ရက်နဲ့3ရက်တက်ပြီးတော့ဆရာကြီးဖြစ်သွားလို့ရမှာဆရာကြီးမဖြစ်ဘူးကာရီလီဆောက်တော့ဗမာပြည်မှာဒီမဲ့ရန်ကုန်ဘက်မှာကာရီဆောအစာတိစာဗမာအဲ့ရန်ကုန်ကနေဒီဘက်တစ်ချမ်းလုံးမှာကာရီလီဆောက်ကိုကြော်ရဲလူရှိရန်ကုန်မှာမူဆာဖကာရီဖြစ်တယ်ဆရာတို့သိတယ်နော်ရန်ကုန်မှာမူဆာဖကာရီဖြစ်ကာရီလီပါမတာအဲ့ဒီကာရီဆောက်ကဟေးငါကျိုးလာတာကွာတဲ့ဒီဟမ်စကိုငါထုတ်ရတော့အဆင်မပြေသေးဘူးတဲ့သူကပြောတယ်ဗမာပြည်မှာမူဆာဖကာရီလောက်ရင်ဒိုင်လောက်တဲ့ကာရီအလ္လာဟ်ဘက်ဒါပေမဲ့လည်းငါတော်စိတ်ချမ်းသာသွားတယ်ကွာရန်ကုန်မူဆာဖကာတစ်ခုမှာငါစင်ဘိုလီဆက်ပြကျောင်းကကလေးကျောင်းဟမ်ထုတ်သွားတာငါတော်သဘောကျခဲ့တယ်ဟာကြည့်တော့လားတင်ယူခြင်းပြင်ခြင်းမောင်လုပ်ခြင်းဆိုတဲ့အလုပ်ကဘယ်နဲ့ဒီလိုရမှာလို့မောင်တတိဒါကြောင့်ကျွန်တော်တို့ကကိုယ့်ကိုယ်ကိုမသိနေပါနဲ့တခါလေဆိုင်တာတတ်တယ်လို့ချက်တို့ဒီလိုပါမယ်ဒီစတိဖြစ်နေဆရာကြီးပါကျွန်တော်ကတက်တယ်လို့တော့ရပ်ဘက်ကလည်းဆရာဘယ်တော့မှတင်နန်းဆိုတော့ရပ်ဘက်ကလည်းအချိုးအပြင်ပြောင်းတယ်ဆရာလို့ပြောပြီးတော့တင်နန်းတက်တယ်ဆိုတော့နည်းနည်းရိုးအောင်သွားတယ်သဘောပေါက်လားကျွန်တော်ပြောတာနည်းနည်းပေါ့ဗျာစိုက်တောင်ထဲအကွက်ကိုကျွန်တော်တို့သိရမှာအာလင်မင်မဒီအကွက်တွေမသိရင်တို့ဘယ်လိုလုပ်အာလင်မင်ဒီထားဟာဘယ်သွားလို့ဆရာတင်နာထားတယ်ဒီကျေးမော်ဒီဆက်အခုသူတရားဟောပြီးဆိုတော့တော့လည်းဒီစားဖြစ်တယ်မှာဟာဟိုတခါလေဒီလိုထည့်မယ်စိုက်တာဟုတ်ပြီလားကျွန်တော်တို့ကလည်းအခုကျွန်တော်တို့တင်နာလာတဲ့ကျွန်တော်တို့သိသွားပြီလားငါးလုံးသိသွားပြီအင်ရှာအလ္လာဟ်နောက်တင်နာမတိုင်နဲ့ဒီငါးလုံးကိုကျွန်တော်တို့ကလေးတွေရောက်အောင်ကျွန်တော်ကလေးတွေမှာဒီငါးလုံး okay သွားပြီအလ်ဟမ်ဒူလ illah နောက်တင်နာမှာကျွန်တော်နောက်ထပ်၅ခုဘတ်စကက်လုပ်မယ်ကျူးစားမယ်နောက်တင်နာပြီးရင်ကျွန်တော်ကလေးတွေမှာ10လုံး okay သွားပြီတက်လုံးဆလာပဲကြားတယ်တက်လုံးအဲ့ငါရောက်တယ်အလ္လာဟ်ဘတ်ဘယ်တော့ကောင်းလဲအောင်အဲ့ဒါတော့ကျွန်တော်နေရှင်းပြနေတာတရားဟုတ်မဟုတ်ကျွန်တော်လည်းအဲ့ဒီဆက်လည်းမရှိကုရ်အာန်ကိုခဏလို့ရှိဖတ်ဆိုရင်စူရာဖာတီဟာပြီးနေမှာပါရဲ့ဗျာအမှပြောတာမဖတ်ရဲ့ကျွန်တော်တို့ကိကဟိုတော့သောတာကျွန်တော်ပြောတတ်တယ်ဖတ်တယ်မျိုးအခုဒီပြရောက်လာတော့မှတေချာလေးဆရာကြီးကလည်းကျွန်တော်ဆွေးနွေးနေဝလနာတဲ့ဖုန်းကိုင်တာဘာလို့ကိုလဲအဲ့ဒါမတ်တယ်လို့ပြောကိုယ့်ကိုပြန်ဖတ်နာကိုယ့်ကိုပြန်ဖတ်နာလည်းပို့ပြီးရင်အဲ့ဒါသူပြောတယ်ဟာဟဲ့လည်းပို့ပြီးရင်တသဘိကလို့တဲ့တသဘိကမလုပ်သေးဘူးဆိုရင်တော့ရှိတ်ဆက်လည်းမိမှာတသဘိကမလုပ်ထားဘူးဆိုရင်ကုရ်အာန်ကျမ်းအများရှိတ်ဆက်လည်းမိမှာမဟုတ်ဘူးတဲ့နဗီကြီးနဲ့အဲ့တော့ကျွန်တော်တို့အခုလုပ်နေတာဆိုတာရှိတ်ဆက်နေတာပါဝါရသတ်အမ်ဘီယာအလ္လာဟ်ရှိတ်ဆက်လုပ်တယ်အဲ့တော့အလ်ဟမ်ဒူလ illah ကျွန်တော်တို့အမျိုးမျိုးသောဒုက္ခတွေကြားရရဟောပကုတ်ကူလို့ဘာလို့ဆိုတော့တို့တရားမှကြားလာဗျာဟမ်လွယ်တဲ့ကိစ္စမဟုတ်ဘူးမော်လာနာတို့ဟုတ်လားအလ္လာဟ်မြတ်လာရဲသွားတယ်ကြီးတယ်ရှင်းလာနိုင်အလ္လာဟ်စာပိတနာတော့ဘူးပါလိအဲ့ဒီတိုင်းနဲ့မာရှာအလ္လာဟ်တချို့မျိုးနေတယ်မှာတော်ခက်ခဲနဲ့ကျူးစားတယ်အလ္လာဟ်လည်းအော်စရာကြောင့်ဝေဖားရဲ့ဘယ်လိုပြောမလဲဗျာအစီအနစ်ကစိတ်ဝင်တဲ့ပုံမှာစစ်စရာကောင်းဘယ်ကွာနေရလဲဆိုတော့တို့ဟာဒီတပုတ်ရေးတယ်နဖေနကတ်ဖတ်တယ်ရိုးသားနဲ့ရေတခါရှိုးတယ်ရေးတာပဲမှာလို့မကမှာဘူခါရီတဲ့အဲ့တော့ဘူခါရီမဖတ်ပဲမော်လီပြီးလို့ရတယ်ဟိုမေးကြည့်တာဘူခါရီမဖတ်ပဲမော်လီစာလို့ကိုသူ့ကိုမခေါ်ဘူခါရီမဖတ်ပဲဝါရသတ်အလ်အမ်ဘီယာလို့သူ့စင်းမသွင်းစာကအလ်ဝလအခုဝေဘကဟုတ်ကျွန်တော်ထိုင်းရောက်ကြတယ်ဆရာနဲ့လည်းကလေးတွေဆောင်းမစစ်ပါဟဲ့ရပြီးငါဆောင်းမစစ်ခိုင်းတယ်လိုင်းမတွေ့ငါမစစ်တာဘူးဟာဆရာလည်းဘာလိုင်းတော့မင်းတို့ဘာလိုင်းတော့ဝေဘကအဲ့ဒါဆိုတော့လားတို့ရတယ်အဲ့ဒါဘယ်ဟိုဘက်လိုင်းဆိုဟိုဘက်လိုင်းငါလေးလာအောင်ငါဆောင်းပြီးတော့မတူဘူးလေငါရှင်းတာနဲ့တက်နေတာကွာတယ်တက်ဘောပေါ့အဲ့တော့ဟိုကျွန်တော်အင်ဒိုနီးရှားရောက်ဟာဟိုဘာလို့မလေးရှားရောက်မလေးရှားမှာကျွန်တော်စူပေးဝဲတဲ့နောက်ကဆိုင်မထွက်လိုက်တော့ဝေဖာကူမကာတဲ့ဟာဟဲ့
အလားလို့ယူနေကြည့်သားပြဘလောက်ကျင်တော့ဖို့ခေါအဲ့တော့ပြည်ပနိုင်ငံတွေမှာလောက်ရတဲ့အင်တန်လွယ်တယ်လောက်ရတာအင်တန်လွယ်တယ်ဆရာမများဘူးပြည်ပနိုင်ငံတွေမှာထိုင်းမှာဝိပတ်တင်ကိုလွယ်နေပဲမလေးရှားမှာစင်ကာပူမှာအကုန်လွယ်တယ်ကျွန်တော်တို့တိုင်းပြည်မှာဝိပတ်တင်မို့တော်တော်ခက်တယ်ဘာလို့ခက်တော့သိလားဆရာများလို့ကျွန်တော်ပြောတာတွေကလိုင်းနာလွယ်သွားတယ်ပြင်ပြီးကျွန်တော်လည်းပြင်ဖို့ထိုင်နော်ကျွန်တော်တို့တိုင်းပြည်မှာခက်တာဘာလို့လဲဆရာများလို့နောက်တစ်ခါကျွန်တော်တို့ကလည်းဆရာတွေကိုချစ်တဲ့ယောဂတော်တော်ဆိုးအသိချစ်တယ်ကျွန်တော်အဖေမနလာအဒူလ်ဂနီဆာမနလာရှမ်ဒူဝါနဲ့တငယ်ချင်းမနလာမမမဆာဆမ်နဲ့တငယ်ချင်းမနလာမင်းဆာမနလာအဒူလ်ကင်ဆာဒီပုဂ္ဂိုလ်တွေနဲ့တငယ်ချင်းဒါပေမဲ့ကျွန်တော်အဖေမနလာအဒူလ်ဂနီနဲ့မနလာဟမင်းဆာဘဒူရှိတော့ဆိုခူဒါကြီးကဆာမနလာမင်းဆာကိုချစ်ဆရာတွေချစ်တဲ့စိတ်ကလည်းအဲ့လိုမျိုးလားအဲ့တော့ကျွန်တော်တို့မှာကအကြောင်းတရားတွေအမျိုးမျိုးကြောင့်ဝေဘာတေဘလို့တော့ကဲအဲ့ဒီဂျားရကိုကုရ်ဘာနီပေးပြီးတော့ထဲ့ပြမှာနော်ထဲ့မချုပ်ပြမှာနော်ချုပ်တယ်မဲအဲ့ဒါမလို့ဘာဖြစ်သွားမှတင်တော့ဖြစ်ချင်တာဖြစ်တယ်မဲဒါဗျာဆရာကြီးရဲ့စာထောင်းနဲ့စာဘုတ်တိုင်းစာအုပ်တိုင်းအစ္စတိခါရာနဲ့အာမဒီနဲ့မျက်ရည်စက်တွေနဲ့ကြည်စားအလ္လာဟူဘတ်ဘူခါရီပြတဲ့ဆရာလေးဘာလေးပဲလားတောတာလေးထားနေတာဟုတ်ဘူခါရီတဲ့လက်ပဲရေးကြည့်လို့တောကထားနေတာပါဒီနေ့ဆရာတို့ဘောနာဘာနွေတော်ကလာသခင်ပြောတဲ့စကားလေးအလ္လာဟူဘတ်အလေးပဲပြနေတဲ့ဆရာလေးတဲ့ကိုပြတဲ့စာအုပ်ကိုပြတဲ့ကုရ်အာန်ရဲ့ကိတ်မတ်ကိုဘယ်လိုသင်ကြည့်အောင်လဲဆိုရင်ငါသက်သေပြနေတာဘူခါရီပြနေတယ်ဆိုတော့စိတ်ထဲမှာပီတိရှိအောင်ပြနေတာတော့အလေးပဲပြနေတာတော့အလေးပဲဒါပေမဲ့ကျွန်တော်ရင်ထဲမှာဘယ်လိုခံစားထားအောင်လဲငါဘူခါရီပြနေတာသက်သေဒါလာလိုက်ပြနေတာအဲ့လိုစိတ်ထဲမှာအကျဉ်းကြီးမှုရှိအောင်လေကြိုးစားမယ်မလားကျွန်တော်နိုင်တော့ပေးထားတာပြည့်လာပြီเนาะအဲ့တော့တင်ပြတင်တာကျွန်တော်တို့ရှိုက်တောင်းလို့ရမပေးပါဘူး။ Ikhlas ရင်းမယ်။ Inshallah Ikhlas ရဲ့အစားတော့ Hidayat ရဲ့အကြောင်းခံဖြစ်တယ်။ Ikhlas ရဲ့မပါဘူးဆိုရင်တော့ဒလာလတ်ဘက်ကိုသွားမယ်။အဲ့တော့ကျွန်တော်တို့ဒီအာလီမူလမာတွေဖြစ်ဒီဝါရဆတ်အမ်ဘီယာဖြစ်ပဲအဲ့ဒီအတွက်ချိတ်ဆက်လာတယ်။အဲ့ဒီချိတ်ဆက်ဘယ်အချိန်မှဘယ်လိုဆရာတွေကတတ်မှလဲကျွန်တော်ကြိုးစားပြီးတော့ Inshallah ယောဂဘုရားကိုသွင်းလိုက်ရမယ်။ငါတို့ကလေသင်္นานမတက်လို့ဖြစ်ဘူး။သင်္นานတက်လိုက်တော့မှတို့အခုကုလျာယောဂဖိနုမတ်တပ်ကလေးတွေရှိကတိတိနဲ့သွားမရနဲ့တော်ရွာမယ်ဒီဘောလည်းမပေါ့ပလီစီယာတိလားအဲ့တော့မတ်တပ်ကလေးတွေတော်တော်ဟုတ်နေပြီဂျမတ်ကမိတ်ဆွေတယောက်ကရောက်လာတော့မိဆတ်ဆိုတော့ဘုဒ္ဓိဆလာဘာသာတော့စပ်အဲ့တော့ပလီစီယာတင်လိုက်တော့ဟိုဘုဒ္ဓိဆက်ကမိတယ်သူကလည်းနတ်တယ်မဟုတ်ဘူးအဲ့တော့ဂျားရငါကြောင်ကောင်တက်ပါတယ်ဟဲ့ဟောရှာကျွန်တော်ကမတုတ်ဖြစ်တဲ့နောက်ကနေဝင်လာကလေးနှစ်ယောက်ကဟိုရောဟိဝါယူမီဘာနဲ့ဖတ်နေတော့ကလေးနှစ်ယောက်ကတို့ငါမမသိဘာမှမပေါ်ဘူးငါမေကျွန်တော်ကြည့်နေတော့အောင်ပုတ်လိုက်နမပြတ်တော့ဘာတန်းရောက်လာနမရောက်နမဖတ်တာဟိုတို့ဒီတို့မဟုတ်ဆရာကြီးဘာဖြစ်တော့ပြောတာပို့ရင်ဆိုတော့ဘုရားဖတ်တာလည်းဒီဖတ်နေတာအဲ့နမပြတ်ပြီဘောတဲ့ငါနဲ့မဖတိပေါ်နေပြီဝေပါကဘရကတ်လေအလ္လာဟ်ဝတ်စလာပြန်အခုကျွန်တော်တို့လော်လေးစရာကာဖီမှုတက်မပါနဲ့တွားမရနဲ့တော့ပါနောက်ကထောင်းကလေးရလို့တို့မဆွဲပြီဆိုလေကလေးရဝလာတော်လီကျွန်တော်တို့ခဏလုံးဆိုသူကဒီလိုမှနမဘီတို့ရဲ့ခိုင်ကေရာအော်ဒီဒီကလေးကတော့အော်ဒီမတ်ဒါလီတဲလာလေဘယ်နှလုံးရှိတော့ဆရာဘာလုံးနှလုံးလို့ကလေးကပြောမယ်တို့ကတိဒီနဲ့ကကျွန်တော်ဆရာလုပ်နေရသိလားကျွန်တော်ဆရာသူတို့အနာသူတို့လည်းပြီးတယ်နော်ရို့အနာဘိုးမစားပါဘူးဘိုးသူ့ဘယ်မှာဖတ်ပါတယ်နော်
ရက်ဆက်လိုက်တာဗျာကျွန်တော်ဘလို့ကျင်တတ်သွားလို့သိလားခါနာမှုကလည်းကျွန်တော်တကယ်ချင်းကိုပေါ်ပြီးဆရာလေသွားဆဲဝရိကာဆဲကျွန်တော်တကယ်ချင်းဆိုဘုရားကြီးလို့ငါတို့တွားပြီကွာလို့ဟုတ်ချီးဝဲနေမှာလို့ကလေးလေးဖတ်တော့တော့ဖြစ်ဖို့ပေါ့အဲ့လိုမြို့တိုင်းမှာကြားရတယ်သတင်းတွေအခုပဲကျွန်တော်ညောင်းမြလာညောင်းမြဗကြလေးဗျာ၄နှစ်ပဲတာအခုပဲရောက်တော့တာအမတ်တက်ပြီကတ်တင်နေမယ်ရုပ်တော့ကတာမရောက်တော့အမတ်တို့ရောက်ပြီဆရာကြီးတဘောတော့ဖောက်ပြတာတော့ဟုတ်လားကျုပ်တို့ကအခုကလေသူကကောရားနေတာဖောက်ပြတယ်စိတ်တာအမတ်တို့ဆယ်ဖို့ပြီးပြီအဲ့တာဖောက်ပြမလားဟာအဲ့ဒီတက်တီတွေကဒါထည့်ပေးလိုက်တာကလေးလေးဘယ်သူရဲ့ကြိုးစားမှုတကယ်တော့ကျွန်တော်တို့မဖတ်တတ်ပါဘူးကျွန်တော်တို့တပည့်လေးအဲ့ဒါကျွန်တော်တို့အခရာတောင်ဖတ်တာကျွန်တော်ပြသဘောပေါက်ကျွန်တော်တို့မဖတ်တတ်ဘူးဒါပေမဲ့ကျွန်တော်တို့တပည့်လေးကျွန်တော်တို့အခရာတောင်တို့အလ္လာဟ်ပွင့်ပေးလိုက်ပြီကျွန်တော်တို့တပည့်လေးဒီလောက်ပွင့်ပေးခြင်းခံရပြီဆိုရင်ကျွန်တော်တို့တပည့်တွေကိုအခရာကိုသွင်းပေးပြီးစက်ပြီးတော့ကုရ်ဘာနီပေးနိုင်ရင်အလ္လာဟ်ဘတ်ရှိစမမိတယ်ဒါလေးပါပဲကျွန်တော်တို့တော့မတတ်ဘူး Alhamdulillah ကျွန်တော်တို့အခါစီယမီအလ္လာဟ်စီယမီတဝါဇုနဲ့အလ္လာဟ်ပေးနော်အလ္လာဟ်ပေးနော်တနာနော်အလ္လာဟ်စီယမီတောင်းပြီးတော့အင်ရှာအလ္လာဟ်ကျွန်တော်တို့ပြင်သွားမယ်ပြင်သွားပြီးတော့ကျွန်တော်ညီကုန်းချုပ်ဒီကုရ်အာန်ရဲ့ခစ်ဘတ်မှာအလ္လာဟ်ထားတော်မူပါစေအလ္လာဟ်နဲ့အားလုံးဒီစီစဉ်စလဲဆုံးမှာကျွန်တော်လည်းအင်ရှာအလ္လာဟ်နေပေးမယ်ဆရာတို့လည်းလိုအပ်တဲ့အခက်အခဲတွေပြောပါဘုရားကလည်းပါကျွန်တော်တို့ဒီမှာပထမဦးဆုံးရှိပြီးပြီဆိုတော့လိုအပ်ချက်တွေအားလုံးတော့ရှိနေအောင်မယ်ဆရာကနိုင်ကလည်းအားလုံးတောင်းပန်တာသူကအတိကျွမ်းလဲနေတယ်ဟုတ်လားဆရာတို့ကြွလာတဲ့ပုံကိုယ်တွေနေတယ်ဆရာဘယ်မှမပေါ့ဘူးသူကဒီကမိုးကင်းစားမိုးစားပေးဖို့မလို့ဘူးလားဆရာဆရာအစ္စမာယာလေသူကမိုးကင်းမော်လီမိုးကင်းဟာပွဲကျောက်ကမိုးစားပေးဖို့မလို့စားကျောက်ကပဲခရီးကြီးဆရာတို့လာပါဒီမှာအားလုံးဆရာတွေကိုကျွန်တော်တောင်းလို့မကြည့်မှကြောက်လို့ပါဆရာကစိတ်ပူနေစားအဲ့တော့လူအပ်ချက်အားလုံးကျွန်တော်တို့ပြောပါနော်ဟိုခဏတော့ဘာပြီးလို့ပြောခဲ့တာတော့မတတ်ဘူးဗျာအဲ့ဒါတော့စီဒီကိုပြောခဲ့ပါလို့ဆိုတော့ဟုတ်လားအဲ့ဒါတော့ဘာလို့ကိစ္စကျန်တဲ့လိုအပ်တာလေးရှိရင်ကျွန်တော်တို့ပြောမှာကြလားလို့ပျော့ပျော့ရွှင်ရွှင်လေးနဲ့အင်ရှာအလ္လာဟ်တာလာအခုဒီလောက်စီဒီအလ္လာဟ်ပေးပြီးအင်ရှာအလ္လာဟ်မယုံကြည်တာကျွန်တော်တို့ဒီကလပ်စီလို့အလ္လာဟ်တောင်းပြီးတော့ကျွန်တော်တို့အားလုံးပူပေါင်းမှုရဲ့ပုံမှာဒါမဲ့တင်နာကိုရှာကာလမွန်မန်ကာလမှာဘလို့အလ္လာဟ်ကောင်းလို့မကြည့်ကြိုးစားပေးမှာမဟုတ်လားအလ္လာဟ်တော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 ်ပါလေ